ဒီကဆိုဒီနေ့ဘာခံစားရလဲပေါ့နော်ဆိုကိုစိတ်ကြိုးတဲ့အပင်ပေါက်လာဝမ်းသာနော်ကျင်လေးကားတော့မဝယ်ခင်ရလဲဆူတောင်းပေးတယ်အဝယ်နေတဲ့အချိန်မှာစမ်းတင်ကိုကျွန်တော်စာရေးရဲ့တို့ဒီနေ့လေးပြန်နဲ့လာပြီလို့ပြောတာဟုတ်လားဆရာတဲ့ဟုတ်တယ်လို့ရောက်နေပြီလို့ဒီနေ့ထွက်လာနောက်နေ့ကျတော့ရောက်နေပြီလို့ဆက်လိုက်ဆိုတော့စိုးရိမ်တဲ့ဆရာတဲ့နိုင်တို့မဖတ်လေးမှဆိုတော့ပြောချင်တဲ့အိပ်ပဲကနော်ဆူတောင်းခဲ့တဲ့အရာတွေပြည့်စုံတယ်နောက်ကပေးလူချင်းတွေစေဘိုးဘိုးတွေကျွန်တော်ကတိတ်မဟောချင်တယ်တော့မှလေတိတ်မဟောချင်မမရရကိုဇော်ဦးတို့ရင်ဆုံးပွဲထွက်ကိုဇော်ဦးလာပြောတယ်ပတ်ထွန်းလာပြောတယ်ဒီမှကျွန်တော်ပြောတာပေါ့နော်ဆိုတော့ခါရတေးဥစ္စာအဲ့ဒီအလူနဲ့ပတ်တိုင်နေနေလေးအားနာတယ်ပြောရမှာတင်းတင်တာဒါပေမဲ့တစ်ခါခါကျတော့ဖျားပါလို့ဆိုနေမပြောရင်တို့ကောင်းကြီးမဖြစ်ဘူးဟာလေလူကတိတ်မကြောက်ချင်းချင်းလေးကျွန်တော်ဆူတောင်းတာခဏလေးပဲเนาะရပါဒါပေမဲ့သူ့ကိုဖျားခင်ကနိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းတရားကိုအရင်ပေးပြီးမှကားကိုပေးတာဖြစ်တယ်ဟာလေလူကမကလေးတွေဆိုရလေเนาะဆိုတော့သမီးအဲ့တင်တော့တဲလို့ကျင်လေးတော့ကျွန်တော်ကသုံးအားပေးတာပေါ့သမီးဒီတင်တက်ချင်ဖြင့်ဘဝတသက်တာအတွက်အခြေခံလို့အဲ့ဒါပြောဂင်နာချန်ချင်းနဲ့တွားတယ်ဟောရက်ပြမတက်နိုင်လဲသမီးတက်နိုင်တော့ပြီးပြန်လာခဲ့အဲ့လောက်ကြီးကိုကျွန်တော်ကဟို push လုပ်တာပေါ့အဲ့တစ်ချက်အဲ့ဒါသူရဲ့ပြီးပွင့်မယ်နော်သူနာခံချင်းလုပ်တဲ့နှုတ်ပတ်တော်ကိုနှလုံးသွင်းလာတဲ့အခါမှာသူလူချင်တဲ့ကားကိုဖျားကိုယ်တိုင်ဝယ်ပေးတာဖြစ်တယ်ဟာလေလုယာအဲ့ဒါပါလေဆိုကျွန်တော်ပြန်စဉ်းစားတဲ့အခါမှာတို့ရှင်လုံးအားလုံးရှာအားပြီးသားလေဒါပေမဲ့ကားဝယ်ပြီးမဲ့ကိုတည်တင်တန်းကိုပို့လာတာဖြစ်တယ်ဟာလေလုယာကိုစမ်းတဲ့ဆိုတော့ကျွန်တော်စမ်းသာသင်ခဲ့တာဆိုတော့သူတက်တာလဲကျွန်တော်တက်တွေခံထားတာရှိတယ်ဆိုတော့အဲ့ဒီနေရာမှာသူယူလာပြီးတဲ့ကားကိုကြိုက်တဲ့ကားဖြစ်နေတာပြီးတော့သူတို့ဝယ်နိုင်တဲ့အမောင့်နဲ့ဟလာကွက်တိဖြစ်အောင်လဲဖျားလှုပ်ထားတယ်ဟိုဖျားကကျွန်တော်အမြဲတမ်းပြောရတော့နော်ကြိုတိတဲ့ဖျားကြိုပြောတဲ့ဖျားကြိုတင်ပြင်ဆင်တဲ့ဖျားကြိုလှုပ်တဲ့ဖျားလေးခွန်းပြောပါအောင်ကြိုတိတဲ့ဖျားကြိုပြောတဲ့ဖျားကြိုတင်ပြင်ဆင်တဲ့ဖျားကြိုလှုပ်တဲ့ဖျားဒီအဲ့ဒါကိုကျွန်တော်တို့မတိထားရင်ကျွန်တော်ကနွားရှိထွန်ကျူးဖြစ်မှာနော်နွားရှိထွန်ကျူးဆိုသိတယ်နော်ဟိုဖျားကိုဆရာပြန်လှုပ်တာဖျားရတယ်ကွာဒီကျင်တော့စိတ်တက်ကြလာပြီဒီလောက်အောင်ထားတာသူ့စကားလည်းနားအောင်ပြီးဘာလို့မပေးရရဆိုတော့ဒါမျိုးလေး complaint တွေရှိတယ်ဒါမဲ့ကျွန်တော်သိဖို့လိုတယ်ကိုစံတဲ့ကထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ပတ်စံ300ရင်းနှီးလိုက်ရတယ်ထိုင်းနိုင်ငံသွားတာနော်သူတက်တဲ့ပညာမှာတော့ဒီကားဘော်ဒီတွေလောက်တာကားဘော်ဒီပြင်နေစေမုတ်အဲ့လုံငါကကျွမ်းကားနဲ့ပတ်တိုင်ကကျွမ်းဆိုတော့ထိုင်းနိုင်ငံသွားတော့အလုံးမဖြစ်အဲ့ဒီပတ်စံကအမျိုးတွေရှာစုဆောင်သူလဲစုဆောင်ရတယ်နဲ့သွားတယ်အရာကပုံတင်ချင်းတွေပဲခံရတော့မှဒီကောင်းကောင်းအာလူထောင်းလို့ထောင်းလိုက်တာတရားတို့လေထောင်းပြီးတော့မှမြန်မာပြည်ပြန်လာရတယ်ပြီးတော့ကျွန်တော်တွားတင်တယ်တင်တန်းလာတက်ရဆိုတော့ကျွန်တော်တက်ပြီးခံဘုရားခင်ကျွန်တော်တို့ဘာလုပ်စီချင်လဲဆိုတော့ဆရာကျွန်တော်ဝင်ငါပါအောင်နဲ့ကားပေါ်မှာရန်ကုန်ပေါ်မှာကားမောင်းတော့ဟိုတွားပြီးတော့ဆိုကျွန်တော်နဲ့ဘေးကက်ရထိုင်ဆိုတော့ကျွန်တော်တို့ဝင်ငါတဲ့ခါမှာလို့ကတော့ရန်နဲ့ရသွားတယ်တော်ဒီလူဆရာလာလို့တော့တဲ့ရန်ကြီးစုတင်နေတယ်ကျွန်တော်လူချင်းလို့ကတော့ဆရာအကုန်ရတယ်တဲ့သူကကျွန်တော်ပြောတယ် AS ဆိုရင်တော့ကြံကြိုင်ငါတင်တာလောက်မှာလို့နင်လိုက်လာခဲလို့ကျွန်တော်အဲ့လိုပြောလိုက်တာအဲ့သူတကယ်လိုက်လာပြီးတော့မှသူတို့ဘာကောင်းကြီးကူးဆက်သွားဟာလေလုယာအဲ့ဒါချင်းချုပ်ပေါ့နော်ဒါမဟုတ်တော့မဟုတ်နော်ဒါကြောင့်ဒီနေ့တစ်ခါကြိုင်လေကျမ်းစာမှာပြောကိုအမှုရာကိုသာရဖျားနိုင်အပ်တော်ကိုတော်ကိုကိုးစားတော့တို့ပြုရင်စီရင်တော်မူပြီစိတ်နှလုံးအလိုပြည့်စုံရတော့ခွင့်ကိုပေးတော်မူပြီအဲ့ဒါဆာလံ39:4-5မှာဖြစ်ဒါဆိုရင်စိတ်နှလုံးအလိုပြည့်စုံရတဲ့ခွင့်ကိုရသွားကျွန်တော်တက်တာ
မအပ်မချင်းမရအောင်တခါကြရင်ကျွန်တော်တို့ဖျားကြီးဖြီခိုင်းတဲ့စာမွဲတွေကိုဖြီပြီးမှပေးတာလည်းရှိတယ်အာဗြဟံဓာတ်ရိုက်မပေးဘူးကောင်းကြီးပေးရှင်တော့စာမွဲဖြီခိုင်းမှပေးတာဟုတ်လားဟုတ်တယ်အာဗြဟံနဲ့ဒီတာနာလာပူဇော်ချိန်မှာအာဗြဟံတက်တရားကြော်သွားပြီအတက်တရားမှတားရတာဒါပေမဲ့စာမွဲဖြီပြီးမှပေးတာတင်းကအစင်အမြဲကောင်းကြီးပေးမယ်တဲ့အဲ့လားကပောက်ချမ်းခန်းကြီး20နှစ်မှာနော်55 16နဲ့ဖတ်သွားတဲ့အခါမှာနေ့ရက်တယောက်ပြီးတော့တောင်းငါအာမငင်းတော့ကြောက်တင်းအားငါအစင်အမြဲကောင်းကြီးပေးမိတယ်ကဲနံပါတ်1ကောင်းကြီးရခြင်းကိုအလိုညင်းပဲ့ပါကောင်းကြီးအစင်အမြဲရခြင်းရင်ဘာလို့လဲမိလိုအင်ဆန္ဒကိုဦးစားမပေးနဲ့ဦးစားမပေးပါနဲ့ကိုယ့်ရဲ့လိုအင်ဆန္ဒရဤဆက်လေးနော်အချစ်တုံးလေးအသေးချမ်းလေးဤဆက်လေးဘုရားကအဲ့ဒီဤဆက်လေးကိုငါလာပေးတဲ့အထွတ်အမြတ်မိအထွတ်အမြတ်ကိုဖျားအားပေးပါအထွတ်အမြတ်ပါတဲ့အရာပေါ့နော်ခုနဖုန်းကြောင့်တိခါဟုတ်တယ်နော်လည်းဘယ်နေရာတွေကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာဖုန်းလေးလည်းအရန်ကောင်းပါပြီးရင်ဒီပြီးလည်းအများရှိမှာသူရန်ကညောမှာပြန်ရလို့စိတ်ပေါ်ပြီငါတော့ဘလောက်ပေးရမလဲဖြစ်သူပါစားတော့ပြောထုတ်လိုက်နော်ဒါပေမဲ့သူဟိုပေးလာမပေးလာမပေးလာသူမှမိုင်ပဲလို့ပြောအေးပြောချင်တဲ့တိတ်ပဲအဲ့ဒါမဟုတ်ဘူးကျွန်တော်အထုပ်မြတ်ထားတဲ့အရာတစ်ခုကိုဖယားခင်ယူတတ်ပေါင်းတတ်တယ်နော်စစ်ဆေးတယ်နော်တို့စစ်ပြီးမှပြားပြန်ပေးတာဟုတ်လားစစ်ဆေးခြင်းနံပါတ်1စစ်ဆေးခြင်းခံပြီးမှကောင်းကြီးရဒါကောင်းကြီးလို့ကောင်းစင်တတ်ပါကောင်းကြီးဆို blessing ပေါ့စစ်ဆေးခံပြီးမှကောင်းကြီးဆိုတာလာတာအမြဲတမ်း free မရအောင်ဂုံးစင်းဆိုတာမရှိဘူးဂုံးစင်းတဲ့ခရီးရည်အများကြီးဂုံးစင်းတဲ့ခရီးရည်သူများနာမလူတွေကောင်းတော့ကိုယ်ကလူတွေထည့်တာကလေးတွေပြောတာမဟုတ်လားဂုံးစင်းတဲ့ခရီးရည်ဆိုတာချော်လဲရောထိုင်လောက်တာကိုကျွေးမလို့လည်းဆိုင်ခေါ်တော့အဲ့မှာသူများကျွေးတော့ဖန်ဆောင်တဲ့လူတကယ်တော့နော်သူများတချင်းဆိုရင်သူပဲလိုက်ဆိုသူများမတတ်ရင်သူလိုက်ရသူများဟာလေလူရသူလိုက်ဟာလေလူရဂုံးစင်းခရီးရည်နေတယ်အဲ့တော့ပုံစံခရီးရတော့မပါဘူးဒီကောင်းကြီးကနော်နောက်သူစစ်ဆေးခြင်းခံပြီးမှရတယ်နာခံခြင်းသစ္စာရှိခြင်းသူခရီးရနေငါကြတော့မရဘူးကွာသူကြတော့ဘာလို့ရတာလဲကြိတ်မနိုင်ခဲမြဖျောက်ပြစ်တင်ခြင်းသူကဖြစ်ရကြာပြီသူမရမနေ့တနေ့မှခင်ဖြစ်တဲ့လူကဘုံရတော့မစင်ချင်းသူများမနာလို့ဖြစ်တယ်နာခံခြင်းနဲ့သက်စာရှိခြင်းအဖြစ်ရတာယောတတ်ကိုကြည့်ယောတတ်နော်ဥပမာယောတတ်ခေါင်း39မှာဖတ်နော်ယောတတ်ဘယ်လောက်ဒီနာခံခြင်းရှိလဲပေါ့ယောတတ်ရဲ့နာခံခြင်းကတော့တအားကောင်းတယ်နော်အာဗျဟန်ရဲ့နာခံခြင်းကတိတ်ဘောမကြဘူးရောတတ်ရန်တဘောကြပြီးဆုံးဆိုနာခံခြင်းသစ္စာရှိခြင်းအပိုင်းမှာလည်းဘုရားရှင်ဟာကြည့်ပြီးတော့ပေးတာဖြစ်တယ်ကောင်းကြီးမင်းကနောက်သူဘုရားနဲ့အကျွမ်းဝင်ခြင်းဘာနဲ့လဲဘုရားနဲ့အကျွမ်းဝင်ခြင်းအဖြစ်ရရှိတယ်ကောင်းကြီးမင်းကနော်ဥပမာလုကပတ်တော့နားလေတော့အချိန်ပေးလိုက်လို့အခုဒီနေ့အချိန်ပေးလိုက်ရင်
ကျွန်တော်နိုင်ဝက်နဲ့35မိနစ်ပတ်တယ်ပဲကျွန်တော်ဝင်ရမှာဒီနိုင်ဝက်လေးပြီးလိုက်ရတဲ့အချိန်အဖြစ်တင့်ဘဝတက်လာတော့အတွက်အလင်းရတော့ဖြစ်တယ်ဟာလေလုယာဖခင်နဲ့အကျွမ်းဝင်နေဆိုဖခင်နဲ့ယဉ်နီးတာမိတ္တဟာရဖွဲ့တာအချိန်ပေးတာအဲ့လိုပြောတာဖခင်နဲ့လည်းအချိန်ပေးနော်အဦးဆုံးအချိန်ပေးမနဲ့အစိုးရပေးအားတဲ့အချိန်မှမပေးရအောင်နော်။ဘာလဲခုနပြောလားအားတဲ့အချိန်အိတ်တယ်ဆိုတာလေ။ဟိုတရားတက်ခံတနေ့ကမအောင်မဟုတ်မနဲ့ခါအချိန်ဖျားတဲ့အချိန်ပေးအပူတီးတဲ့အပြီးပဲပြလို့ရှင်။ဟာလေလုယာ။နစ်စရာပြရှင်ကအပူတီးပဲလို့ရှင်အပူတီးအပူဦးစွာပေးပါဦးစွာအချိန်ပေးပါဖျားတဲ့နေ့မနဲ့ပိုင်းမှာထားတဲ့ကမှာ personal devotional အဲ့ဒီ devotional ကအရန်နဲ့အရာရောက်တယ်မနဲ့မှာထားပြီးတော့မှစတောင်းတော့ကျွန်တော်မနဲ့တိုင်းထားတယ်အချင်းသူတယောက်ချင်းစတောင်းပေးတယ်တင်းသားတွေတိတ်ချင်းတို့စတောင်းပေးတယ်နော်ဟာလေလုယာအဲ့ဒါမှတယောက်ချင်းတော့ပြန်စတောင်းလိုက်တယ်ကဲချင်းမရနေတဲ့လူဆိုရင်တီးတန့်စတောင်းပေးတယ်ဟာလေလုယာအဆိုရင်ဒီနေ့ဦးစွာအချိန်ပေးရင်ဘုရားစကားပြောလိမ့်မယ်တဲ့ဘုရားကစကားပြောမယ်နေဘူဒီပတ်ဒီနဲ့ဦးစွာမလုပ်ဘဲနဲ့ကမန်းကနန်းဟိုအချိန်မရတဲ့အချိန်မှာဘုရားပါပြီးအချိန်ပေးလို့မရဘုရားနဲ့စကားပြောမယ်ဆိုရင်မနဲ့မိုးလင်းတာနဲ့ချက်ချင်းဘုရားနဲ့စကားပြောချိန်နော်တခင်ယေရှုတော်မှာတဲ့မာကု1:35မှာလေခမီးတော်နဲ့အချိန်ပြောတယ်စကားပြောတယ်မာကု1:35နတ်စောတော်အရာကိုထွက်ကြွ၍ဆုတောင်းတော်မူ၏တခင်ယေရှုကဘာလုပ်လဲနတ်စောတော်အရာကိုဆုတောင်းတယ်ဒါဆိုလူရဲ့နေရာမှာဆုညံတယ်ရှော့တယ်ဒါဆိုငါတို့ပေါ့ညမှာဆုညံနေတဲ့အချိန်မှာညထလာရင်ဆုတောင်းဖို့ဆင်ပြီလားမပြေဘူးတိတ်ဆိတ်နေတဲ့နေရာအချိန်ကိုရှာရအဲ့အချိန်ပဲချိန်လိုက်အဲ့နဲ့ဆောတော့မနဲ့လေးနိုင်တော့ရမတော်နေနော်ဆက်ရတဲ့ဆောတော့ရတော့ဆိုတော့မလုံးနဲ့ခံတယ်နာဟုတ်ကဲ့ပြီးဆွဲတော့မှာဆိုပြောချင်တဲ့အိမ်ကအစိုးရခင်ရွှေထဆတောင်းနေတယ်မှာကုသတုံးစံမှာအဲ့ဒါခင်ရွှေရဲ့ lifestyle ကိုယူရတယ်ကျွန်တော်ရဲ့ lifestyle ကိုယူနေမှာတခင်ရွှေ lifestyle ကိုနာခင်ရွှေမနဲ့ဆိုတော့တော်ရတယ်တောင်းပြီးတော့မွေလိုတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ယောဘရဲ့အကြောင်းကိုဥပမာပေးခြင်းကဲယောဘဝုစုခန်းကြီးအငယ်တက်ကနေတောင်းပါအောင်ယောဘတဲ့မှာတော့ယောဘရာဘုရားနဲ့အရန်နဲ့အကျွမ်းဝင်တယ်လို့ပြောလို့ရတယ်ဘုရားနဲ့အမြဲတမ်းစကားပြောနေတယ်နော်ကဲပတ်ပါတက်ကနေတော့ဖတ်ရသူ့ရဲ့အမေယောဘမျိုးရှိတော်တရားတို့၏ဥစားသနာတိုင်း၏ကိုယ်သူ၏ဆုံးတဲ့ဖြောင့်မတ်ခြင်းရှိဒါခင်ကိုကြောက်ရွံ့တော်သူမကောင်းသောအဖြစ်ကိုရှောင်တော်သူ၏ဒါမယား၏သမီး3ယောက်ရှိသူ၏ဥစ္စာက3,000ပလအုပ်3,000ဝါရင်900ညီမ900ငယ်သားတိုင်းကြီးများသည်ဖြစ်၍ကိုယ်သူ၏အရှိမျက်နှာရက်သားတကားတို့ထက်ကာ၍ကြီးတော်သူဖြစ်၏ဒါဆိုချမ်းသာလားချမ်းသာတယ်တိုင်းလို့မရသားသမီး10ယောက်သားက9ယောက်သမီးက3ယောက်သူ့နိုင်ငံမှာလည်းသူ့သမီးကချောဆုံးတယ်ပြီးရင်တိုးနွားညာရင်နော်ကလအုပ်တိုးက9,000ကလအုပ်က3,0001000ရှိသွားပြီနွား900 1,500မြီးက900 1,000နေသားကမရေမတွက်နိုင်ရေတွက်နိုင်ဒီမှာထည့်ထားပြီဒါဆိုရင်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ဖယားသခင်ကိုကြောက်ရွံ့တော်သူ
ဘာလဲ ဘုရားခင်ကိုကြောက်ရွံ့တော် ဒီပြီးပဲအဲ့ဒါပြီးဘုရားခင်ကြောက်ရွံ့တော်လို့ဘုရားနဲ့ line မှာဖတ်ရတယ်ယုံကြည်တော့များတယ်ဘုရားကိုကြောက်တယ် line မှာလည်းဒီအားတူလေးပဲယုံကြည်တော့များတယ်အမှုတော်ဆောင်လည်းများတယ်ဘုရားကိုကြောက်တယ်ယုံကြည်ခြင်းတော့ရှိပါလေဒါပေမဲ့သူမကြောက်လေဘုရားမကြောက်ဒါဆိုဘုရားကိုကြောက်ရွံ့ခြင်းဆိုတာလူစရိုက်ရှောင်ခြင်းပဲကဲဘုရားကိုကြောက်လို့ဆိုတရေကိုကြောက်တာပြောတာဟုတ်ပါဘူးလူစရိုက်ကိုရှောင်ခြင်းဘုရားကိုကြောက်ရင်ပါရှောင်အောင်လေလူစရိုက်ရှောင်အဲ့ဒါတန်ပိုက်ကယောဘဝတ္ထု28မှာရှိဘုရားကိုကြောက်ရွံ့ခြင်းကလူစရိုက်ရှောင်ခြင်းပါပဲတဲ့ပြန်ရှင်းထားတယ်ယောဘဝတ္ထု28ဒါဆိုရင်တင်ဟာဘုရားကိုကြောက်ရွံ့လို့ဖြစ်မယ်ဆိုရင်ဒီကောင်းကြီးမင်္ဂလာဆိုတော့နော်ကောင်းကြီးမင်္ဂလာဆိုတော့လေလိုက်ရှာတယ်ဘလို့အလိုအလျောက်အခွင့်အရေးတွေကားလို့ကားွယ်ပြီးမဲ့လူတွေရောက်လာဟာလေလုယာတကယ်တော့ကားရှာပြီးမဲ့လူတော့လွယ်တာမဟုတ်ကိုယ်ချက်မှထုမဲ့လူတွေပဲကိုယ်ကယုံကြည်သူလည်းဖြစ်တယ်တကယ်ဝယ်ပြီးမဲ့လူတွေရောက်လာစိတ်ချဒါစိတ်ဆိုစိတ်ချတယ်ကိုပတ်ပြအောင်ကြောင်းရင်ချင်းသစ္စာရှိခြင်းဘုရားနဲ့အကျွမ်းဝင်ခြင်းနာခံခြင်းအဲ့ဒါတွေတင့်တက်တာမှာရှိလာရင်โอเคပဲကျမ်းမှာရှင်းပါရတယ်ကျမ်းမှာရှင်းလိုက်ရဟောတော့ကြောက်ကြောက်ရင်၍လူစရိုက်ကိုရှောင်တော့တို့ပြုလျင်ဒီအကျော်တို့ဒီအာတန်၍အယိုးတို့ဒီချင်းစီနဲ့ပြည့်စုံကြလိမ့်မည်ဖတ်ပါတော့ကတည်းကခန်းကြီးတော့ဒါဆိုတော့ငယ်ကြရတယ်အကျိုးရပြီလားပဲဒါပေမဲ့ကြောက်မှမကြောက်ပါဟုတ်လားကြောက်ရွံ့လူစရိုက်ကိုရှောင်ရင်ကျမ်းမှာမယ်တဲ့ဘုရားမကြောက်ဘဲနဲ့ရက်တွေစွတ်တော့ဆလေးတွေတော့ကုန်းရတွေစားချဲတွေထိုးဒီမှာကျမ်းမှာရှင်းပေးပါဆိုရင်ဘုရားပါပြောမှာဟမ်နင်းအရက်တွေတော့တော့ပြီးတော့ဘယ်လိုလုပ်ကျမ်းမှာရှင်းပေးမလဲနေကမောနေတာနေစိတ်ဓာတ်တော့တရားဝင်စိတ်9လေး6လေးလောက်တောက်ပြီးတော့မှတရားတဘူလောက်တောက်ပုံမှပြင်နေငါကျမ်းမှာရှင်းတာတောင်းနေတော့တကြံခန်းကြီးတော့ငယ်စစ်ကူမှာလားအဲခေါ်နေဟာငါဒီညာရှိရှိကိုကျင်းနေသာရပြောကိုကြောင်း၍လူဆက်ကိုရှောက်တော့တို့ပြုလေသိရဲ့အကျော်တို့သည်အားခံ၍အယိုးတို့သည်စင်စီနှင့်ပြည့်စုံကြလိမ့်မည်ဟုတ်ပြီအဲ့ဒါပဲကြည့်လိုက်ရှစ်ကဲနောက်တစ်ခါမှာဆက်ပါတင်ဒီကိုစာနဲ့အခုဒီတော့အတင်းအရှိသနာကိုသာရပြအားပူဇော်တော့တို့ပြုလေသိစပစီတို့ဒီကျွဲဝါ၍သတိကြီးနဲ့ရသစာတို့ကိုအတိတော်သတိရှံလိမ့်မည်တရားကိုပူဇော်တဲ့အူပြီးတော့အတိအနံကိုတဲ့တရားကိုပူဇော်လို့ပြောတာငါချမ်းမဆိုင်ပဲငါနဲ့မဆိုင်လို့ပြောလို့မရငါခရင်ဒီလည်းမဆိုင်ဘူးအဲ့ဒါဟိုခရင်ဒီဆိုင်တယ်ဟိုပဲအရင်ကပြောတာအဲ့ဒါဟိုပြောင်းမှုဆိုင်တယ်ပါစီပြောတာငါဘာမှမဆိုင်ဘူးမဟုတ်ဘူးအခုတီရောအတိအနံဆိုတာ first truthအခုရတော့ဒီကွာဘာလဲအခုရတော့ဒီကွာလုံးနာဝေကြီးတရိษံမွေးလာပါတယ်စိုက်ကြိုးရေးပါတယ်ရောင်းဝယ်ဖောက်ကားလာပါတယ်နော်ဝန်ခံလုပ်တဲ့လာစာပါတယ်အဲ့ဒီခေတ်တော့စိုက်ကြိုးရေးပဲမွေးပြီးပဲလုပ်တာအခုစိုက်ကြိုးရေးခေတ်မဟုတ်တော့ဘူးတော့မလုပ်ကြတော့နော် online shop လုပ်တာလို့ရှိတယ်ဟုတ်လားကျင်လေးတို့ဆိုင်ရောင်းတာလည်းရှိတယ်နော်မျိုးမျိုးပေါ့စီးပွားရေးလုပ်ငန်းမှန်သမျှရဲ့အကူတီးနှံကိုတဲ့
ဦးတီတော်အတီပထမအဆုံးရတဲ့ငွေကြေး income နော်ဝင်ငွေရဲ့နော်ပထမဆုံးရတဲ့ဝန်ထမ်းဆိုရင်ပထမဆုံးရတဲ့လစာတစ်နှစ်မှာပထမဆုံးရတဲ့လစာ January လဆိုတာဦးတီပေးပေါ့တစ်နှစ်ကုန်သွားဟုတ်ဒါမှမဟုတ်လေလဆန်းရဲ့ပထမအပတ်ပေါ့နော်လဆန်းတစ်လစာပေးလိုက်ရတယ်လေတစ်လစာရဲ့ income တစ်နှစ်လုံးမှမစုထားတာတချို့ကစုပြီးပြန်တောင်းလိုက်တာရှင့်စုတောင်းမှတရားကြီးပြန်ချီးမယ်နော်ဆိုကြောက်ပါဟုတ်လားစေဖို့တဖို့လည်းတရားကြီးပြန်ချီးမယ်နော်မမကြီးနော်ဆိုတော့ဖျားခဏခဏလိမ့်ခံရစေဖို့တဖို့ကတော့နော်ဟိုကြာဖူနာဝပဲခုနပြောတဲ့ပဒင်းပေါက်ကိုပြောတာပဒင်းပေါက်ဆိုတာအိမ်မှာတဲ့ချင်းပြောရမှလို့တိထားကြအများရှိတာလေတကားပေါက်တော့ပေါက်ပဲရှိတယ်ဟုတ်ကဲ့ပဒင်းပေါက်ကိုများလားတကားပေါက်ကိုများလားပဒင်းပေါက်အေးမှတကားပေါက်နှစ်ခုပဲရှိပဒင်းပေါက်ပဲနှစ်ပေါက်ရှိတယ်ကြီးကြီးဟိုပဒင်းပေါက်တွေကိုဖွင့်သွားမယ်လေပိတ်နေတဲ့အရာတွေအားလုံးဟာလေလုယာအာမင်နော်အဲ့ဒါတော့နော်လက်တွေ့စမ်းကြည့်မြည်စမ်းပါလေစုံစမ်းပါလေဒီဖတ်သွားရင်လဲဝဲဖတ်သွားရင်နော်ဒီလိုကတော့လေကျွန်တော်လည်းတော်တော်လေးပေါ့နော်စစ်စစ်ချင်းခဲ့တာပဲအခုမှပင်ပေါက်ပါနားလေလားဝင်နားတဲ့လူရှိလားတကယ်လက်တွေ့ပေးလူတဲ့လူရှိလားဟာလေဒီကအဲ့ဖယားဝါမြောက်အဲ့ဆိုတော့နိုင်တာလည်းမလို့ဒီနိုင်တာသမာဓိနဲ့ကျင့်တဲ့ဒီကုံငါကြား၍သမာဓိနဲ့ကျင့်တဲ့ဝမ်းမြောက်ခြင်းချက်ဝမ်းမြောက်ခြင်းချက်အားဖြင့်ဝမ်းမြောက်ခြင်းမရှိအားဖြင့်ဝမ်းမြောက်ခြင်းမရှိနော်အဲ့တော့ရောက်တယ်ငါသားသမီးတွေကတဲ့ငါစကားထဲမှာလက်တွေ့လောက်တာကျင့်လေတယ်ဆိုတာလက်တွေ့ကျင့်နေတာအသက်ရှင်တာနော်လက်တွေ့လောက်တာ not only by lip but by action lip ဆိုတာခံလေးနဲ့ပဲလေ lip ဆိုတာ lip lip not only by lip but by walkဆိုတာလက်တွေ့လောက် action လက်တွေ့လောက်အခုငါတို့တဲ့တော့ကြာပြီလို့ပြောတော့အများရပြီနော်ဘာပဲကြာလဲ action ပဲကွာ action ကလောက်လိုက်လို့ရှိရင်ဒီထက်ကောင်းကြီးရမှာဟာလေလုယာအာမင်နော်ကိုရှိမှတရားများတော့လောက်ပြပြီဟလာတက်တွေပါထွက်ခံနေပြီနော်ဟိုဥပဝေငါတော့ဆိုရင်အနာယောဂတွေ့ရင်တဲ့စီးနဲ့လိန်တော့စပေါင်းခဏပြောနေတာပဲသူကကြားတော့လက်ပဲလောက်တယ်လူဘလိုင်းမယုံကြည်သူတယောက်စီဘူးတော့စပေါင်းဆိုလွဲလာအေးဘာနဲ့ငါကောင်းပေါ့စီလာဘူးနဲ့ငါစီမနေမမပြန်ဆိုပါအားရိုက်တော့ကဟုတ်လားခရင်တယောက်မိချင်းတယောက်စားမလုပ်လားကျွန်တော်လည်းတွေ့လို့ကျွန်တော်တောင်းတာပေါ့ဆိုမြန်အောင်အုံးစီဘူးဖက်တဲ့တော့သူများစိတ်လို့စိတ်တဲ့အုံးစီဘူးလေသူတွေ့အကြောင်းကြီးလာတယ်သူကတော့ဆွတောင်းတယ်ကျွန်တော်ခေါ်တော့နော်ဆေးရုံမှာအကြောင်းကြီးတော့ဘယ်တော့မှခေါ်ကျွန်တော်ပဲကွာပြီးလူနာရရတယ်စိုင်းမိုင်းနဲ့ဆွတောင်းဟာအကြောင်းကြီးကတိတ်ခါတော့ရမှာကျွန်တော်အကြောင်းသားကျွန်တော်ဝေးမှာထားတော့ဆွတောင်းကျွန်တော်ခက်တီပဲရမယ်စီဘူးလေးတော့ဆရာတော်ကလက်တွေပြီးတော့ဆွတောင်းအကြောင်းသားလက်တွေပြီးတော့စီပြီးတော့ဆွတောင်းတာအနာရောငြိမ်းတဲ့ဟာလေလုယာကျမ်းစာထဲမှာဆရာကြီးဆုတောင်းမှလို့ပြောတာမဟုတ်ကျောင်းသားဆုတောင်းလည်းရတယ်အတင်းတော်ထဲမှာတိမ်အုပ်ဆရာဆုတောင်းလည်းရတယ်အတင်းသူတင်သားဆုတောင်းလည်းရတယ်ဒါပေမဲ့ယာကုပ်54မှာပြောလဲတိမ်အုပ်ကိုခေါ်၍လူနာကိုစီနဲ့လူပြီးတော့ဆုတောင်းကြစေတဲ့ထို့လို့ပြုရင်ယုံကြည်ခြင်းပတ္ထနာနဲ့လူနာကိုကယ်ဆယ်ပြီးအနာမခါမြောက်စေအပြစ်ကိုလည်းလွတ်တော်ဟာအပြစ်မှလွတ်တယ်တဲ့ဥစ္စာစကောင်းမယ်စီလူတော့ကဲပါပါရကော54ရက်နဲ့16နာတော်သူရှိတဲ့တေအုပ်ကိုခေါ်၍သူတို့သည်တကယ်ဖရာ၏နာမတော်ကိုအမည်ပြုလျက်လူနာကိုစီတဲ့လူ၍သူ့အပေါ်မှာစောင့်ကြစေထို့သောမျိုးနဲ့ယုံကြည်ခြင်းပထနာသည်လူနာကိုကယ်ဆယ်၍တကယ်ဖရာသည်သူ့ကိုထားလျောက်စေတော်မူသူသည်အပြစ်ပြုပြီးတော်တဲ့ထိုအပြစ်ကိုလွတ်တော်မူကျမ်းစာပြောတာလားဂိုင်းကနာပြောတာလားကျမ်းစာ
အေးဂိုင်းကနာပါပြောပြောဂိုင်းကနာလုံးမလုံးကျမ်းစာပြောရင်ဘာဖြစ်လဲလောက်ရမှာဟိုဘက်ကတော့မလုပ်ဝဲငါတို့လည်းမလုပ်ဆိုမလုပ်နဲ့ကျမ်းစာပြောလောက်ရမှာမာကု6ဟလာကိုဖတ်ပြီး73နောက်တော့တရားဟောတယ်လူနာကိုစီနေလိမ့်တော့စုတောင်းတယ်ကြဖတ်ပါလက်စုံများကိုမြင်ထုတ်ကြ၏မကြမ်းမမှာသောသူများတို့ကိုစီနစ်လူ၍အနာကိုငြိမ့်စေကြ၏လက်စုံနဲ့ထုတ်တယ်တဲ့ကျွန်တော် line ပေါ်မှာရေးထားအောင်အနာယောဂငြိမ်းချင်းအမျိုးမျိုးပေါင်းစပ်တဲ့ကျွန်တော်ရေးထားဖတ်ကြည့်တော့ line ပေါ်ကျမ်းပိုင်းနဲ့တိကျဖြစ်တာဒီနေ့နေ့မှာရေးရတာလဲကြချင်းအမျိုးမျိုးတို့ရေးထားလူတွေကစုတောင်းလို့ရှိရင်လဲရတယ်အဲ့ဒါကျွန်တော်ရေးထားလဲကြချင်းအမျိုးမျိုးကျမ်းပိုင်းနဲ့တိကျဖြစ်တာဟုတ်လားဒီနေ့နဲ့လည်းတော့မိုးစော်တော့ထိုက်တယ်အမှန်တော့စုတောင်းပြီးခိုင်းတော့ရေးခိုင်းပြီရေးလိုက်ပါလားဒီညမှာခိုင်းတယ်ငါနဲ့6နိုင်ကျွန်တော်ပို့ဆောင်နေပြီတော့အဲ့ရေးခိုင်းရေးတာဘယ်လိုပြီးလူမဆိုင်ဘူးကျမ်းပိုင်းနဲ့ပြောတာငါမျိုးရှိတယ်ဒီနေ့လဲကြချင်းငါမျိုးနေရတဲ့ဘယ်လိုလဲကြချင်းမှလဲကြဒီငါမျိုးလည်းမှလဲကြတာမဟုတ်ဘူးအတုပဲအတုနဲ့စက်ခွဲတဲ့နေရာကျမ်းစာပဲနော်ကျမ်းစာပဲ confirm ပေးတာကျမ်းစာပဲတိုင်းလာရတဲ့ပေတန်းပါလေကျမ်းစာပဲ prophet တို့တိုင်းလာချိန်ကကျမ်းစာပဲဒီချက်ရှင်းတဲ့စိတ်မှာသူပြောတဲ့စကားနားထောင်လိုက်တယ်တက်တဲ့ခံချက်တွေနားထောင်ကျမ်းစာနဲ့မကန့်ရင်လည်းသူကအမောင်ထဲမှာပဲရှိတယ်အာယုံတက်သေးတယ်ဒီချက်ရှင်းတဲ့စိတ်အဲ့ဆိုဒီနေ့နှုတ်ဘတ်တော်ပြောရင်အမှန်လားအမှားလားအခုကလည်းပြောနေပါလိဒီကောင်းကြီးရမယ့်နေလမ်းငါးခုရှိဘူးမာလကိကျမ်းမှာမထည့်ရဘူးလားဆက်ဖို့ကြောင့်မထည့်ရဘူးကဲထည့်လိုက်ဆက်ဖို့တော့ဒါတော့သိစိတ်လည်းမပြောတော့ဘူးမာလကိခန်းကြီး3အပိုင်းငယ်6ကနေ7အဲ့ဒါဖိုင်ပြည့်မာလကိကဒါအများကြီးပြန်ပြောပါပြီတော့ဆိုတော့ကမူကောင်းကင်တကားဖွင့်မယ်ကောင်းကင်ပဒေပေါက်ဆိုတော့သေးလားကြည်လားမူကောင်းကင်ပဒေပေါက်မဖွင့်လို့ပြောမူကောင်းကင်ပဒေပေါက်မဖွင့်တဲ့အခါကျတော့ကိုလုံးမကိုစားရကိုမလို့ရင်ချီငါစားရဘုံစင်းလာတော့ချီပြီးတော့မပြန်မပြီးတော့အကျွေးနေတယ်မှာအရာသားတိုင်းအကျွေးနေတယ်ဆိုရင်ဖုံးစာမရှိကျွန်တော်တက်တဲ့ခံလိုက်မှာဒီနေ့ဒီကျွန်တော်ကျွေးကြမှာမဖြစ်မလွေဆရာပဲရတယ်လို့ပြောရင်အသင်းတော်ပြီးတဲ့ဟာဘယ်လောက်လဲဆိုတာအသင်းတော်မှာလည်းမေးကြည့်အဲ့ဒါကျွန်တော်စားလို့မဟုတ်ဖြစ်ဟာလေလုယာအဲ့ဒါဘုရားစကားနဲ့ရှောက်လန်းသွားဆိုတာကြားစားဖားသွားလေသွားတော့ဗာလေဘုရားစကားနဲ့ရှောက်လန်းသွားမကြည့်ဘူးကောင်းကြီးရမယ်နီလန်း6ခုရှိသွားတယ်နောက်ခုထည့်ပေးမယ်စင်ရည်သားတွေလည်းပေးပါဘယ်လိုပြန်မလဲစင်ရည်သားဒါတော့တန်ကြမှာဖိုင်အများကြီးပဲနော်တပိုက်တော့ထည့်ပေးလိုက်မယ်တော့တန်7နဲ့5နော်တခြားဟိုရှာရွေးရအများရှိတယ်နော်ရှင်လူကာထဲမှာလည်းရှိတယ်တိတ်လက်ရှန်လက်တိတ်လက်နှိတ်လက်ဤကံညံပြန်ပေးမယ်ရလာတော့သူဘာဝင်အစင်ရပါပဲဒါမဲ့ကျွန်တော်တို့မစိတ်နဲ့ပေးတယ်နံပြောမပြီးမရအောင်မပြီးတော့ကျင့်ချင်းခံမဲ့တယ်ဆိုတာမရကျင့်ချင်းနဲ့မဆိုင်နော်ကဲမှာတိတ်လက်နှိတ်လက်ဆိုရယ်လောက်လက်ဆိုရယ်ရှင်လူကအခန်းကြီး6 30ခုလူက30ခုကဲဖာရသူတစ်ပါးအားပေးကြတော့ပေးရင်လူက6 30ခု38လား30ခုဒီ38 sorry ဖတ်ပါသူတစ်ပါးအားပေးကြတော့ပေးရင်သူတစ်ပါးဒီတင်တို့အားပေးကြလိမ့်မည်အမှန်ရှင်းုံများမက
တိတ်မဲ့ရဲ့လှုပ်ရဲ့ရှံရဲ့ရှိခြင်းနဲ့တင်လို့နေခင်တိုင်းပေးကြလိုက်ပြီကျောင်းမူကားအချင်းချင်းတဲ့ပမာဏနဲ့တင်လို့ဒီကဘာအားပေးကိုပမာဏအတိုင်းကိုခံရကြပြီဒီကြလည်းပြောလိုက်မယ်ပြောနေကြပါပဲဘုဘရွာမီးလောင်ကိုဘောင်းမီးကိုလေးစီဒီအစုပ်လေးပြင်ပေါက်လေးပေးလိုက်တယ်မလာပေါက်တယ်အဝတ်စေကအဝတ်စားတော့ပေးလို့လားအလူလာပေါက်တာအဲ့ကိုဘောင်းမီးပြင်ပေါက်ပဲပေးလိုက်တယ်တနေ့တော့ကြတော့ကိုရွာမီးလောင်ကိုအိမ်လည်းပါသူများအဝတ်လာဝယ်တော့ကိုဘောင်းမီးပဲကိုပြန်ရတယ်မမီးလားဆက်ပြောဘူးလားအေးနေစီဒီဘောင်းမီးအစုပ်ပဲပေးတော့သူများကိုပြအိုက်စီဒီပဲနေရနေအစုပ်ပြပဲပေးရင်အစုပ်ပြပဲရမှာအထုံးမြအပေါင်းစားပေးရင်ထုံးရမှာဟာလေလေပါအဲ့တော့ကိုယ်နှလုံးသားစိတ်နေသဘောထားနံပါတ်7ကနှမျောတော့စိတ်နဲ့မလို့ရနစိတ်နေသဘောထားကိုဘာလို့လဲပြုပြင်ပါစိတ်နေသဘောထားကိုပြင်ပြီးမှပေးဒီကိုကိုချနော်စေတနာစိတ်နဲ့ပေးရမယ်နှမျောတော့စိတ်နဲ့မပေးရမလူပဲမနေရစိတ်ချင်းနဲ့မလူရတောင်းပါစေတနာစိတ်နဲ့လူတော်တို့လားဘုရားရှင်နှစ်သက်တော်မူ၏အဲ့ဒါမုတ်ဆိုးမရဲ့သင်္ကားလေးနဲ့ဗျာအဲ့ဒါတဲ့တစ်ထက်တော့များရမလေးအများဆွဆွရဖက်မယ်ယေရှုကြည့်နေတဲ့အဲ့မိမထက်တဲ့ဟာကနမိုးကြီးဆုံးတဲ့ယေရှုကနော်အတိမပြုလိုက်တဲ့ကျမ်းပါရှိဒါလေးရှင်းပြပါမယ်ဟာဒါဆိုတခြားလူတွေပေးတဲ့အရာမြောက်လားဆိုမဟုတ်ဘူးလေမဟုတ်ဆိုမှသူစားစရာအသက်မွေးလောက်တော့အစာထဲနေပေးတာဒါဆိုရှိလို့လူလားမရှိဘဲနဲ့လူလားပြောမရှိဘဲနဲ့လူလားရှိလို့လူတဲ့လူဘုရားတိမမပြုဘူးမရှိဘဲနဲ့စားစရာဝမ်းစာထဲကနေပေးတဲ့ဟာကိုဘုရားရှင်အတိမပြုလိုက်တယ်အော်နာလုပ်လိုက်တာပေါ့ဂုံပြုလိုက်တာပဲမကြမ်းမလို့ဒီပေးစာရှိရင်နဲ့တုတ်ကန်စားမှရေးတော့ဟိုရှာပေးမယ်ပြောလို့တဲ့နေမပေးဘဲနဲ့မနေနဲ့အကျွေးတယ်ပါမယ်နော်ပေးမယ်ပြောလို့မပေးဘူးဆိုရင်လူလိမ့်မယ်နော်အရာလည်းလိမ့်တာနော်ဒါကြောင့်မလို့ဒီနေ့စိတ်နှလုံးသားကိုပြုပြင်မယ်စိတ်နေသဘောထားကိုပြုပြင်မယ်နော်အဲ့ဒီနှလုံးသားပိုင်ရှင်ကိုဘုရားကနှစ်သက်တယ်ကောင်းကြီးမင်္ဂလာကျွန်တော်တို့ဒီကံမို့ချရမယ်2025ထဲမှာဒီတိုင်းလက်တွေ့လောက်တော့ဘူကောင်းတဲ့ကောင်ဖြစ်မှာဖြစ်ဟာလေလွတ်တကယ်မှမနော်ယူပါယုံရှိဖို့လည်းလို့ယူပါယုံရှိတဲ့သူကလောက်ရမယ်ငါစိုက်ပြိုးဒီလေးငါမျက်စိတွေမှာမြင်ရှင်နေဆိုစိုက်ရမှာပြီနော်မလားမစိုက်ပဲနဲ့ဘုရားရှင်လာစိုက်ပေးမှာစိုက်ပေးပါဦးငါပြင်ရှိမှာပန်းကင်းလေးမြင်ရှင်နေဆိုမလုပ်နဲ့စိုက်ရမယ်ငါချက်လေးလောက်လေးမြင်ရှင်နေဆိုမလုပ်နဲ့ကြက်မွေးရမှာကြက်မွေးတဲ့ကောင်မလို့ကြက်ချီလေးလည်းတုံးရတယ်အဲ့ဒီတွေကခဏညခဏပေါ်မှာလာပါလာလည်းရှိတယ်ကိုကြက်ဥစားချင်တော့နော်ကြက်ဥစားချင်တော့ကြက်မွေးရကြက်ချီကြတော့ခံနိုင်ရမှာအခက်ခဲတော့မရှိလားရှိတယ်အခုကလည်းဒီလိုလေဒုက္ခတွေခဲတွေတွန့်တင်ခြင်းတွေစစ်ဆေးခြင်းတွေအများကြီးခံပြီးမှကိုကားရတာဖြစ်ငါတို့မူတူတန်းသင်ခန်းစာတော့ပါလဲဆိုရင်တောင်းကြတော့တောင်းနေရရှာကြတော့ရှာနေတယ်အဲ့ဒါကြတော့အဲ့ဒီကိုတောင်းရတော့အရွယ်မရောက်တဲ့စုတောင်းခြင်းအရွယ်ရောက်တဲ့စုတောင်းခြင်းကြတော့ကိုခပေးတယ်နော်အဲကြောင့်ဝိညာဉ်ကအတန်းကြီးလာရမယ်အတန်း level တွေမြင့်လာရမယ်ဟုတ်လားကျွန်တော်စုတောင်းတဲ့အရာတွေကိုအဖြေရတဲ့စုတောင်းခြင်းပဲဖြစ်ရှင်တယ်ကျွန်တော်ကဟာလေလုယာအရင်ပဲဆိုတော့မဖြစ်ရှင်ဘူးလားအရင်မဖြစ်ရှင်ဘယ်စုတောင်းနိုင်တော့ကြောက်ငါစုတောင်းရရမယ်ဒါပဲငါတို့ဆုံးနေတော့မောင်းတော့ထွက်ရမယ်နော်ဖိကြမလို့ထွက်ရမယ်ဖိကြမလို့လက်နဲ့လိုက်ဖိတာကျွန်တော်အထင်ကြီးလုံးဝမဖိဘူး။နာဝမြင်ရ။အခုဒီနေ့မှာနာဝရှိတယ်ရှိမှတ်တယ်။စတောင်းတယ်ရနေစတောင်းတာလုံးဝမဖိဘူးနော်။နာဝရှိမှတ်တယ်ပါ။ပမီကွန်မီယူလီမီယောက
လွတ်ပါနေခါအားစတော်ပါကြည့်လားရှိလားမရှိဘူးနော်ရှိကြမ်းမဟာလေလုယာအာမင်နှုတ်ကပတော်လည်းကျမ်းမာခြင်းရှင်းပေးတယ်ဟာလေလုယာနှုတ်ကတော်ကျမ်းမာခြင်းပေးအတိလို့လည်းကျမ်းမာခြင်းပေးတယ်နော်နားထောင်လည်းကျမ်းမာတယ်ဆုတောင်းလည်းကျမ်းမာတယ်အခုကျမ်းမာခြင်းအောင်လေ့ကျင့်ရပါတယ်လက်ဆိုးနေထုတ်လည်းကျမ်းမာတယ်ဟောငါပြောရပါတယ်ဗျာကျမ်းမာခြင်း၅မျိုးရပါနော်နံပါတ်1ကဘာလဲနှုတ်ကတော်ကြားရင်နှလုံးသွင်းကျမ်းမာနောက်တစ်ခုအပြည့်လို့ချင်းခံရရင်အင်းဒီတရားကြားလို့လက်ခံရင်ကျမ်းမာနောက်တစ်ခုနတ်ဆိုးနေတော့ရင်ထွက်သွားရင်ကျမ်းမာတော့ခုရပါတယ်နောက်တစ်ခုယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းနဲ့စတော့ယုံကြည်ခြင်းတဲ့ယုံကြည်ခြင်းတဲ့နာကိုရင်းနေပြီတဲ့ဟောဒီမှာတွဲလို့နာဆိုတဲ့မိမသူယုံကြည်ခြင်းတော့နတ်ဆိုးထွက်လို့မဟုတ်ဒါဆိုကျမ်းမာခြင်းဟောတော့ကြောက်ရွံ့ရွေလူတဲ့ကိုဆောင်တော့တို့ပြုလေးဒီယူလို့ဒီအားခံ၍ဗါလဲရှင်စီနဲ့ပြည့်စုံကြတယ်အဲ့ဒါကျမ်းမာခြင်းလူတဲ့ကိုဆောင်လဲဗါဖြစ်တဲ့ကျမ်းမာခြင်းလားရတယ်ကျမ်းမာခြင်းနဲ့ဆိုင်တော့တင်ပြတယ်အခုချမ်းသာခြင်းလားတင်ပြပြီနော်ချမ်းသာခြင်းနဲ့ဆိုင်တယ်လို့တော့ရမယ်ရောက်ဆိုင်ကြခြင်းကောင်းကြီးပေးပါစေအာမင်